စစ်တင်တယ်ထိုင်ထားလို့တိုက်ထိုးရေစရာတွေ့ရင်မျိုးချထားအမိန့်တန်မစိုးရင်ရှာတော့နေရမရွေးရမင်းတို့ဘာတွေလဲမေးတန်ကြားရင်မင်းယောက်ျားလားလို့ထက်မေးမခံရစေနဲ့ဒီနေရာမှာခရတန်ဟာအလုံးရဲ့ဘုရားသခင်ပဲတောင်ကြချောင်းရည်ကိုဖြက်ချင်းတဲ့ဝါခုတ်ဟင်းရွက်ရှာညှစ်ချိုးတထောင်စင်းတထောင်တက်အဲ့ဒါစားဝတ်နေရေးလေ့ကျင့်ငန်းခရတန်ကိုလွတ်ချက်ထားခရတန်နဲ့အိတ်ခရတန်နဲ့ထနေပူတာမရှိဘူးမိုးရွာတာမရှိဘူးညစ်နဲ့တကောင်မသိဘူးခရတန်ကသူ့အလုပ်သူလုပ်တယ်တေမင်းမှအချိန်မရှိဘူးတွေးအရေးပေါ်ခရတန်မှာကြည်ကွယ်လားညက်ကွယ်လားကြိုတင်ရွေးချယ်ပေးပြီးသားအဲ့ဒီမှာအမိန့်နံကမင်းအသက်ပဲစလိတ်တူကွန်တီတစိတ်မကြံခဲ့စီနဲ့ဒီနေ့ကြောက်ခဲပေါ်ကမိချောင်းသွားဟာတိုက်ပွဲမှာတက်တန်းတိုးတာပဲဟင်းကောင်းစားရတဲ့နေ့မှာခရတန်ကြောက်เสียအကောင်းဆုံးပဲတဝက်တစ်ပြက်သမင်းစားခြင်းလေမျက်နှာတကောင်ကရုတ်ချင်းစီထပြေးရတာလေအပြစ်ပေးခံရသူပုံများစီတဲ့ဝတ်သားဟင်းတွေတစ်သားတနက်လည်းအသက်လွယ်ထားတနက်ပြောက်တာဟာစူဆိုင်လုပ်တယ်လို့ဖြစ်ကြီးတယ်မင်းဘေးကကလေးကလည်းတရှူပဲဘုရားနဲ့တရားလည်းအကိုပဲNothing to call! Sir! ဒီခေတ်ရကျိုးလို့လေပြစ်ဒဏ်ဟာကြောသားကျင်သာမခွဲကြဘူးတရင်မှုကစတက်သားမရအထိမင်းတို့တနတ်တွေရန်သူပဲတိုက်ပွဲအတွက်လူခွဲစခန်းတစ်ဖွဲ့စခန်းသိမ်းတစ်ဖွဲ့မင်းတစ်ဆက်ကဒိုင်းလို့အော်ရန်သူတနတ်သိမ်းတည်တဲ့ကောင်အတွက်တင်ပါမှာအပွင့်တက်ခံရခရာတိုင်းနဲ့ဓာတ်အင်းကြီးချွတ်နဲ့မိချောင်းတော့တတိအနေထားထိုင်ထပါဇက်တနတ်ဆိုပေမဲ့မင်းဟာတကယ်ကြသွားပြီ